Hello နရီယန် vlog နဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့နရီယန်ကပေါ့နော်ကိုရီးယားစာလေးသက်ဆောင်မှာဖြစ်ပါတယ်လိုက်ခဲ့ပြကြပါဒီခါတော့ဘယ်ဆိုင်စားမလဲဆိုတာကတော့မပြောပြတော့ဘောနော်ရောက်မှာပဲကြည့်တော့ပေါ့ TikTok မှာတွေ့လိုက်တာနဲ့စားကြင်လို့ပေါ့နော်အမှစပြီးပြဿနာဆက်တတ်တာကပ်ပတ်ခင်မရပါဘူးကပ်ပတ်ခင်မရတော့အဲ့ဒီဆိုင်နဲ့ဒီကပ်ပတ်ခင်နဲ့ကိုဘောဘယ်လိုပြောရမလဲတမီပွဲကြော်လောက်တော့လမ်းလျှောက်လိုက်တယ်ပေါ့နော်စားချင်တာကိုအဲ့တော့ရောက်ပါပြီဟန်နောဆိုတဲ့ကိုရီးယား restaurant ဖြစ်ပါတယ်အရန်ကိုမှလေတစားချင်တဲ့ဆိုင်လေးပေါ့နော်သူကဈေးလေးလည်းမစိုးဘူး35 45အဲ့လောက်ဝင်းကျင်လေးထဲမှာပေါ့နော်14ဆိုလဲ2ယောက်စားလို့230အဲ့လိုမျိုးကြီးပေါ့နော်ပြီး side dish လေးတွေကစား6မျိုးချပေးရပေါ့နော်ကျဥပါကင်ဂျီတိုဗူမိုလာချင်းလိုမျိုးကြီးပေါ့နော်ပြီးတော့ညီမမှာထားတဲ့ order လေးတွေကကြတော့resort tteokbokki ရဲ့ fish cake soup ကပြီးတော့ spicy ramen လေးပေါ့နော် spicy ramen လေးပြီးရှင်ဒီ spicy ramen လေးထဲမှာဘာထည့်ထားရလဲဆိုတော့ပေါ့နော်သူက cut the fish နဲ့ပြည်ကြီးငါပေါ့နော်ပြည်ကြီးငါနဲ့ပစွန်ရယ်ဂုံးရယ်ထည့်ထားရပေါ့နော်ရတာတွေကမှုေးပြီးတအားစားကောင်းတယ်ပြီးတော့ fish cake ဆိုထဲမှာကြတော့ပြီးမှအသေးစိတ်ပြမယ်ပေါ့နော်ကိုကကြတော့ fish cake ဒီအရန်စားခြင်းနဲ့ပါတော့ချိုပြီးတော့ spicy ramen ကကြတော့ spicy ဆိုအဆက်ပေါ့နော် fish cake ဆိုတာကြတော့အချိုလေးပေါ့အဆက်လေးလည်းစားအချိုလေးရေလည်းတောက်ပေါ့နော်အကင်လေးတွေထည့်ထားပေါ့နော်ညီမနိုင်ငံကအကင်လေးတွေအကင်ပုံစံလေးထည့်ထားတယ်တအားစားကောင်းတယ်မုံလာဥဖြူလေးနဲ့ဟင်းလောက်ထားတဲ့ပုံစံမျိုးလေးပြီးတော့တိုဘူကီကလည်းအရင်မဆက်ပဲနဲ့စီးပိုင်မျိုးတအားစားကောင်းတယ်ကွယ်မှကြက်ဥလေးတောင်ထည့်ပေးထားသေးတယ်တိုဘူကီထဲမှာသူတို့တအားစားကောင်းတယ်အခုဟိုဟာလေးကိုပြမယ်ပေါ့နော် fish cake ဆိုရဲမှာတွေ့လာကိုရီစားအကင်လေးတွေထည့်ပေးထားတယ်ပိုးရှင်းလည်းတော်တော်များရပေါ့နော်မုံလာဥဖြူလေးရယ်လှုပ်ထားယူလေးတအရသာတော်တော်ထိမိရတော့ပြီးတော့တိုဘူကီဆိုလဲအတိုင်းပဲပေါ့နော်တအားစားကောင်းတယ်တိုဘူကီဆိုလဲဒီမှာကျက်ဥလေးတောင်ပါလိုက်သေးတယ်ကျက်ဥကကိုတော့ကြောကြိုက်ပေါ့နော်တိုဘူကီလေးဆိုလဲများတယ်ပိုးရှင်းလဲတော်တော်များတယ်35ကျက်ဆိုတက်ပါတယ်ကဲခုတော့အေးလေးတောက်ပြီးတော့အေးစေးလေးတိုဘူကီလေးပါစေထုတ်ပြီးတော့ပြန်มาတော့မယ်ကျေးဇူးတင်ပါတယ်ရှင်